Hello အားလုံးပဲမင်္ဂလာပါဆိုတော့အနီရဲ့ vlog ကနေပြန်လဲကြိုးဆိုပါရစေအနီ vlog လေးတွေမတင်ရကြပြီပေါ့နော်ဒီနေ့မှာကတော့အနီတီတီဆမ်မင်းတို့ရဲ့စီဦးသားမှာဖြစ်တဲ့အဒီတို့အိမ်မှာဖျားရှိခိုးနေပေါ့နော် Sunday လေးမှာအမှပဲပါဝင်ချင်မှာဖြစ်ပါတယ်ဆိုတော့အနီနဲ့တူတူပါလဲဆိုတော့ဒါအနီမင်္ဂလာပါဦးရီတော့ဖခင်ကြီးပေါ့နော်အနီရဲ့ပပရွာခဏသွားပါမယ်ကျွန်တော်တို့ဖိတ်ကြားချက်ရသွားမှာပေါ့နော် Sunday မှာပါဝင်ဖို့အတွက်ဒီမှာတော့အငယ်လေး2ယောက်ဖြစ်ပါတယ်နာမည်လေးပြပြလိုက်အောင်နာမည်စီစာရှင်ပါနာမည်ဂျင်းရှင်ဘာနာမည်ကတော့အနီဆိုင်မဖြစ်ပါတယ်ဆိုတော့အနီလေးထုံးစံအတိုင်းပဲပေါ့နော်ဒီနေ့မှလည်းအနီကားမောင်းမှာဖြစ်ပါတယ် driver နေရာနေပြီးတော့သွားမှာဖြစ်ပါတယ်ကားတော့မမောင်းချင်ပေမဲ့ပေါ့နော်အပါကတက်ကြည့်ပြီးဆိုတော့ချီတော့ဒီပါတယ်ဒူးတွေပိုင်းတော့မှဆိုလို့ပေါ့နော်ကိုနေနိုင်ခံပြီးမောင်းပြရဖြစ်ပါတယ်ဆိုတော့ vlog ကိုအဆုံးထိကြည့်ပေးကြပါ bye bye စတောင်းကြပါစို့မြတ်တဲ့ရှင်ဆုံးလုံးမကြီးတသမီးရောက်တိုင်းကိုတစ်ဖက်တစ်နဲ့ချစ်တော်မူသောအဖထားမဆိုဖျားခင်တမီးတို့တညတာလုံးဖျားရဲ့အတောင်တော်ကြီးအောက်မှာပေကင်းလုံးဂျုံစောနဲ့အိတ်စနိုင်တဲ့ခွန်ကိုပစ်စင်ပြီးအောင်မြတ်မကမနက်မှလေးအခုဆိုရင်တော့အနီတို့ရန်ကုန်ကနေစတင်ထွက်ခွာလာပြီပေါ့နော်အပြင်မှာတော့မိုးပွားလေးအနေငယ်ကျနေပါတယ်ပြီးတော့အနီတို့မုတ်ဆိုင်ကိုသွားတယ်အတီတို့အတော်တို့အတွက်ဆိုပြီးတော့အပါကမုတ်ကလေးအနေငယ်ပေါ့နော်သွားဝယ်ပေးနေရပဲဖြစ်ပါတယ်ရှင်အပါဝယ်လာတဲ့မုတ်လေးဆိုရင်အနီတို့ငငယ်ကစားခဲ့ဘူးတဲ့မုတ်ကလေးပေါ့နော်အခြားသူတို့မသိဘူးအနီဆိုလို့ရှိရင်စားတိုင်းပေါ့နော်အပေါ်ကချိုးတဲ့အပိုင်းလေးကိုပဲစားပြီးတော့အောက်ကဘစ်ကစ်သားတော့တခါမစားဘူးအခုဆိုရင်တော့ထန်းတဲ့ပင်မျိုးကိုကြော်လာပြီးပဲဖြစ်ပါတယ်။တဘာဝရှုခင်းလေးကိုရှုစားရင်းနဲ့အင်းနဲ့တို့လိုက်ခဲ့ပေးကြပါဦးနော်။ညီမကြီးကလားအပလေး Facebook ပေါ်မှာအောင်မြင်နေရသူ့ရဲ့တခြင်းသူ့ခုမှတည်တတ်ပါရှင်တခြင်းရလေ။ view ကမီလီယံတန်းနဲ့ချီလို့အောင်မြင်နေရ။မဲဆယ်လီဒီဆိုတော့ Got it celebrate ဆိုတော့ဘာလို့ပြောတော့ဟုတ်ပါlive so bad the shit yeah like so bring that you like live thing and that's what about that but so about that လို့မယုံကြဘူးဆိုပြမယ်အဲ့ဒါဆိုရင်တော့ဆိုပြမယ်ဟိုတော့အများကြီးတော့မဆိုနည်းနည်းပဲနော်ခန္ဓာချက်တီကိုတက်ပြရဲ့သူလေးတွေစံစားဆုံးYou bet the sun to get to come. Look at the woman, the moon, say with now. To come my deed and patiently, you buy it loud. So I got it chilling in your suit, in Aziaba. Oh my look. Oh my goodness. Go ရောက်တော့မယ်ဟုတ်ကဲ့နော်ဘာလို့တာเนี่ยกี่ใบใช่ဘာလို့မနိုင်တော့ညနိုင်ကြိတ်ညပိုင်လေးနော်ဒီလားလားညပိုင်လေးနော်စပါမင်းပြောရအောင်ညနေလေးနော်သူတက်တယ်မတက်တယ်အခုလည်းငါတို့ခရမတီလေးယူလိုက်တနခါပဲလေးနော်တနခါပဲကြိုက်driver ပြောင်းသွားပါ driver and this is secretly ချပါလေအဲ့ဒါငါရင်းကျင်တော့အဲ့ဒါပါကီလေစိုက်ကနော်အဲ့ဒီခီးပါကီလေဝိရတဲ့တော့ပြီစစ်စစ်ဘယ်လိုအစခံမလဲဆိုတော့ကျမတို့စောင့်ကြည့်ရမှာရောက်တော့မယ်နော်နောက်တော့လေရှော့မယ်ရှင်ရှော့မယ်
ရှေ့မှာခြံစည်းရိုးခြံစည်းရိုး နဲ့ချန်စီယိုကြီးချန်စီယိုကြီးโอ้โอ้ဟောပြီ ကျော်သွားပြီကျော်သွားပြီ ဘာမှမရှိဘူးဘာမှဆက်ဆုပ် တက်တက်ဆုပ်တက်တက်ဆုပ် ဆက်ရပဲဘယ်မှမကွင်းတော့အဲ့တဲ့ဆုပ်ဒီပါများတယ်ဒီပါများတယ်ဟေးဝေမဆိုရင်ဂီယာပြောင်းလေ ဒီပြောင်းလေ ကြောင်းလေးကြောင်းလေးဖြစ်နေတော့ပါရတယ်ဒီများတယ်တနေ့ လူတွေဝင်တိုက်မယ် ဘာမှမဆိုနဲ့နော် ငါ ထော်လိုက်ဒီတိုင်းငါစခိုင်းရထော်လာချီဝင်မတိုက်ရနော်ထော်လာချီရှိတယ်ရှိတော့ထကြည့်နေပြီအပါမောင်းတာလားနေမောင်းတာလား ရှင်းများတယ်လမ်းမကောင်းပါဟာဒီလိုသွားခိုင်းတာမဟုတ်ဘူးဟိုဘက်ကိုဖီထိုး ဆိုရင်ဒီ7မိနစ်အရောက်ပါပြီကဲတီဟယ်လိုတီ တက် တက်တက် ဟော ကဲအနီတို့ကိုထမင်းဟင်းနေနဲ့အိတ်ခံပေးနေတဲ့သူလေးကတော့တတိဆမ်မရဲ့အချစ်တော်လေးပဲဖြစ်ပါတယ်ဟင်းနေကတော့ share ပဲကွာပိုက်တောင်ပြန်စားလာပြီတော်တော့လေ ဟာပါအောင် ဟောဒါလည်းဟိုကိုကျန်းဆိုတာတူ သမင်းစားပြီးတော့ခဏလေးအနားယူရပေါ့နော်ပြီးရနဲ့အနီဓာတ်ပုံရိုက်မယ်ဆိုပြီးတော့ photo spot လေးလိုက်ရှာတာပဲဖြစ်ပါတယ်လိုက်ခဲ့ပေးကြပါဦးနော်အမို့ဒါလို့တော့ခန္ဓာကိုယ်ရဲ့အစာကိုလည်းဖြည့်ပြီးပြီဆိုတော့အရေးကြီးဆုံးဖြစ်တဲ့ဝိညာဉ်အစာကိုဖြည့်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ Aniro Night Devotion လုပ်ရင်းနဲ့ Asian မိသားစုနဲ့ Do Fellowship လေးအနေငယ်လေးလုပ်ခဲ့ပါသေးတယ်။ Night Devotion ပြီးပြီဆိုတော့ခန္ဓာကိုယ်တက်ဆိုင် အခုကတော့ skin care လုပ်ရမယ့်အချိန်ပဲဖြစ်ပါတယ်။မင်္ဂလာဆောင်တဲ့အိမ်အနေဖွင့်ပေးတဲ့တခြင်းကြောင့်ပေါ့နော် background music ကိုတော့တကူတကရရှာထည့်စရာမလိုတော့ကျေးဇူးတင်ပါတယ်ရှင် skin care ပြီးတော့ပါပြီ။မနေ့ကျလို့ရှိရင်9ခွေလောက်ထားပြီးတော့အလားပြရမယ်ပြစီရမယ်။နေ့9နာရီမှာဖျားရှိခိုးရှိပါတယ်ဆိုတော့အောင်ပဲ good night ပါမနေ့ကျရင်ပြန်တွေ့မယ်နော်အဖေ။ morning မှာဒါတော့ကျမရဲ့မနက်ခင်းအလားပဲဖြစ်ပါတယ်ရှင်9နာရီမခွဲခင်မှာပဲနိုးရတော့အခုကတော့မြန်မာစံတော်ချိန်9နာရီ20ရှိပါပြီမနက်ပြန်လာခဲ့ပါမယ်အလားပြင်ပြီးတော့ဒီမိုးချိုးပြီးတော့ကျန်တဲ့တော့တက်ပြီးတော့ morning ခုပြရှိခုမဲ့အိမ်ကိုတော့နေပါပြီအလားလေးပြင်တော့ပါပြီ ဒီနေ့ကမှလူလေတောင်မှုအသာတူလူလေဟိုတော့သူတို့ပြည်စပေါ်ထားပြီးဒီလိုအဝမကြီးစတော့ဆိုပြီးတော့ပြည်စပေါ်ထားလို့ ပေးမြရတာနှာခေါင်းပါပါတူရမယ်နဲ့တူတယ်မမြင်ရတော့နှာခေါင်းပါပါတူရစနေတိုင်းခွဲပြီးဆိုတော့စနေတိုင်းခွဲကနေပြီးဆိုတော့ဖျားเจ้าသွားလို့ဖတ်တော့ Okay, baby. Happy Sunday, bye, everyone.
နေကုန်လဲဖျားရှိခိုးပြီးပြီဆိုတော့အိမ်ကိုပြန်ရတော့မှာပဲဖြစ်ပါတယ်ပစ္စည်းလေးတွေထည့်လိုက်ပါအောင်မရှင်စိတ်ဆင်းရဲဟာပဲရတဲ့Yeah, one time we na good. Yeah. Oh ya so ni. Ya so we ta ko le ni ta ni puan ni ya de. Ni jwa so we na jwa ko na ne ke ba. Tetap dulu. Kita kita dah le china. Huh? Hello. အကုန်ကြီးကကိုမနေ့ခဲကပေါ့နော်ဟိုဝပြူကိုဝယ်ခြင်းနေကင်းဝပြူဝယ်ခြင်းဝင်းနေပါဝယ်ပြီးတော့အခုပေါက်ကုန်းကြီးကနေပြီးတော့ရန်ကုန်ပြန်มาဖြစ်တယ်ရန်ကုန်ပြန်ပြီးတော့ MYC Church မှာပြန်လဲပါဝင်မှုအတွက်အချိန်မီမိခင်တင်းတော့ MYC ကိုပါဝင်မှုအတွက်အချိန်မီခုကျွန်တော်ပြန်มาတော့မယ်đấy nó ok www Người passion chỉ là một số máy, à tham gia dance với sự áp lực passion của một số máy. Any vlog လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်အရောက်ဆိုရင်ပေါ့ဖျားရှင်တာ၍ကောင်းကြီးပေးပါစေ